ယခုလက်ရှိဖုန်းထဲမှာလူတိုင်းထည့်သွင်းထားတဲ့ငလျင်နဲ့ဆိုင်တဲ့ software ဖြစ်တဲ့ဒီ Aquis ဆိုတဲ့ငလျင်အသိပေးချက် software လေးကိုဘယ်လိုအသုံးပြုရမလဲဆိုတာဒီဗီဒီယိုမှာတေချာလေးတွေ့ရပြီးတော့မှဖြစ်ပါတယ်မိတ်ဆွေကဒီ software လေးကိုမထောင်ရသေးဘူးဆိုရင် Play Store ထဲကိုသွား search bar မှာ EARTHQUAKE Aquis ဆိုပြီးတော့တစ်ချက်ရိုက်ရှာပြီးတော့ down လိုက်ပါdown ပြီးသွားပြီဆိုရင် software ထဲကိုတစ်ချက်ဝင်လိုက်ပါဒီအဆင့်ရောက်ပြီဆိုတာနဲ့ next ကိုနှိပ်လိုက်ပါနောက်ထပ် next ကိုထပ်နှိပ်ပါယခုလိုမျိုးပေါ်လာပြီဆိုရင်အပေါ်ဆုံးက why use this app ဆိုတဲ့ကောင်လေးကိုတစ်ချက်ရွေးချယ်လိုက်ပါဒီဆင့်ရောက်ပြီဆိုရင် change in setting ကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာအပေါ်ဆုံးက almost all the time ဆိုတဲ့ကောင်လေးကိုတစ်ချက်ရွေးချယ်ပေးလိုက်ပါဒီအဆင့်ကိုကြော်သွားလို့မရပါဘူးဒီ allow all the time ကိုရွေးချယ်ထားမှသာကျွန်တော်တို့အနေနဲ့ငလျင်အသိပေးချက်ကိုအချိန်နဲ့အမျှရရှိမှာဖြစ်ပါတယ်ရွေးချယ်ပြီးပြီဆိုရင်တော့ back လုပ်နှိပ်ပြီးတော့ပြန်ထွက်လိုက်ပါနောက်ထပ် next ကိုထပ်နှိပ်ပါယခုလိုပေါ်လာပြီဆိုရင်အပေါ်က allow ကိုထပ်နှိပ်လိုက်ပါ finish ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့သူ့ရဲ့ software တွေကိုရောက်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့အခုမြင်တွေ့ရတာတွေကတော့ငလျင်လှုပ်ပြီးသွားတဲ့အကြောင်းအရာတွေကိုဖော်ပြပေးထားတာဖြစ်ပါတယ်ဘယ်နိုင်ငံဘယ်နေရာဘယ်အချိန်မှာဘလောက်ပြင်းအားရှိတဲ့ငလျင်နှုတ်ခတ်သွားတယ်ဆိုတာကိုဖော်ပြပေးတဲ့အကြောင်းအရာတွေဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ငလျင်အသိပေးချက်ကိုကြိုတင်ပြီးတော့ရရှိကျင်တယ်ဆိုလို့ရှိရင်တော့ယခုကျွန်တော်ဆက်ပြောပြမယ်နီလန်လေးအတိုင်းလှုပ်ထားပါညာဘက်အပေါ်ဆုံးကအဆက်ကလေး30ထဲကိုတွားပါပြီးရင် sustain ကိုနှိပ်လိုက်ပါဒီဆက်ရောက်ပြီဆိုရင်ဒီ set custom location ဆိုတဲ့ကောင်လေးကိုတစ်ချက်ရွေးချယ်လိုက်ပါပြီးရင်ဒီညာဘက်ဘေးက current location ကိုတစ်ချက်ရွေးချယ်လိုက်ပါနောက်ပြီးအပေါ်လေးကိုအနည်းငယ်ဆွဲတင်ပြီးတော့ notification type ဆိုတဲ့ကောင်လေးကိုတစ်ချက်ရွေးချယ်လိုက်ပါဒီနေရာမှာရွေးချယ်စရာတွေအများကြီးရှိပါတယ်သူကဘာကိုရွေးချယ်ခိုင်းတာလဲဆိုရင်ကျွန်တော်တို့အနီးနားမှာဖြစ်တဲ့ငလျင်အသိပေးချက်တွေကိုပဲရယူမှာလားဒါမှမဟုတ်ကျွန်တော်တို့နေတဲ့နိုင်ငံအတွင်းမှာရှိတဲ့ဘယ်နေရာဘယ်ဒေသမှာပဲဖြစ်ဖြစ်ငလျင်လှုပ်ခတ်မှုကိုကြိုတင်အသိပေးချက်အနေနဲ့ရယူမှာလားဆိုတာကိုရွေးချယ်ခိုင်းတာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီအပေါ်ကနီယာပိုင်ဆိုတဲ့ကောင်လေးကိုပဲရွေးချယ်ထားဖို့အကြံပေးချင်ပါတယ်ပြီးရင်တော့သူ့ရဲ့အောက်က minimum magnitude ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာလည်းရွေးချယ်စရာတွေအများကြီးရှိပါတယ်သူကရောဘာကိုရွေးချယ်ခိုင်းတာလဲဆိုရင်အနှိမ့်ဆုံးပြင်းအားဘလောက်ကနေစပြီးတော့အတိပေးချက်ကိုရယူမှလဲဆိုတာရွေးချယ်ခိုင်းတာဖြစ်ပါတယ်ဆိုလိုတာကဗျာအကယ်၍မိတ်ဆွေကပြင်းအား2ကိုရွေးချယ်ထားမယ်ဆိုလို့ရှိရင်တော့ပြင်းအား2နဲ့အထက်ငလျင်အတိပေးချက်မှုတိုင်းကိုရရှိမှာဖြစ်ပါတယ်ငလျင်ပြင်းအား1နဲ့3အဆင့်တွေကတော့ကျွန်တော်တို့ကိုသိပြီးတော့မထိခိုက်စေနိုင်ပါဘူးတကယ်လူသားတွေကိုထိခိုက်စေနိုင်တဲ့ပြင်းအားတွေကတော့ပြင်းအားအဆင့်4 5 6 9နဲ့အထက်ပြင်းအားတွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အကြံပေးချင်တာကတော့ငလျင်ပြင်းအား4ကိုရွေးချယ်ထားဖို့အကြံပေးချင်ပါတယ်ရွေးချယ်ပြီးပြီဆိုလို့ရှိရင်တော့သူ့ရဲ့အောက်က notification setting ကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာမိတ်ဆွေရဲ့ဖုန်းကယခုလိုမျိုးခလုတ်တွေကိုပိတ်ထားတယ်ဆိုလို့ရှိရင်အကုန်လုံးကိုလိုက်ပြီးတော့ဖွင့်ပေးလိုက်ပါပြီးအောက်ဆုံးက on the lock screen ဆိုကောင်လေးကိုတစ်ချက်ရွေးချယ်လိုက်ပါဒီနေရာမှာလည်းရွေးချယ်စရာ၃ခုဖော်ပြပေးထားပါတယ်ကျွန်တော်တို့ရွေးချယ်ရမှာကတော့အပေါ်ဆုံးက show all notification and their content ဆိုတဲ့ကောင်လေးကိုရွေးချယ်ထားမှာဖြစ်ပါတယ်ရွေးချယ်ပြီးပြီဆိုရင်တော့အပြင်ကိုပြန်ထွက်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီ sound ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာတော့ကိုကြိုက်တဲ့အသိပေးချက်အတန်ကိုထားလို့ရပါတယ်မိတ်ဆွေကြိုက်တဲ့အသိပေးချက်တွေ့ပြီဆိုလို့ရှိရင်သူ့ရဲ့ဘေးက apply လေးကိုတစ်ချက်နှိပ်လိုက်ပါ okay ကိုတစ်ချက်ထပ်နှိပ်ပါဒါဆိုရင်တော့ငလျင်အသိပေးချက်အတွက် setting ချိန်တာအားလုံးပြီးသွားပါပြီမသိသေးတဲ့သူတွေလည်းသိရအောင်လို့ဒီဗီဒီယိုကို like and share လုပ်သွားဖို့လုံးဝမမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘေးရန်တွေကင်းရှင်းကြပါစေ